Yo အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ကေပါဒီလိုမျိုးလေးကိုကြီးအတန်နေတာလို့ဆိုတော့စားလိုက်ကြရအောင်ပါကွာဟျောနေရှားပဲဝါလေကွာဟမ်ရှားလားဟာရှားပဲဝါမသိပါဘူးကွာဟဲ့မင်းကဘဲကောင်လေကွာဟေးဟဲ့နေတပည့်တို့ဟင်းနေမင်းကငါစားတယ်မိမှာကွာယောကွာမင်းကွာမင်းဆရာရှိမှာအဲ့လိုလုပ်ရတာလားကွာဟေးထိတ်ကြီးမင်းကတော့လှုပ်လိုက်ပြန်ပြီလားကွာအေးကွာဟဲအေးပါကွာမင်းရေတဝီထောင်တာတော့မစိုးပါဘူးဟုတ်ပြီလားအေးကွာအဲ့တော့ငါတို့ကောင်နေဆရာကြီးကျွန်တော်တို့ဘာတင်ပါကဲကြိုက်လာကွာရဟမ်ထိတ်ကြီးမကြမ်းလိုက်လားကွာနေဟုတ်ပြီကွာငါတို့ထားလိုက်ပါတော့အဲ့တော့ဆရာတို့နေတင်မဲ့တင်ခန်းစာငါတို့ကောင်ဒီဘယ်ရောက်လာခဲ့ရလဲကွာကျွန်တော်ဘယ်ရောက်လာလဲလုံးကလေးနဲ့တင်ရတော့ပြင်မယ်ရှင်လေကွာဒါလုံးကလေးရဲ့အိမ်ပေါ့ဆရာလုံးကလေးအေးဟောမင်းကအရင်ဆိုးလို့မင်းငါကိုယ်တိုင်စာတင်ပြီးမှာကွာဂျင်းနဲ့လာဟောဆရာတင်ပြီးမှဆိုတော့ကျွန်တော်ဂျင်းနေပါတယ်ဗျာဒါပေမဲ့ဆရာကျွန်တော်တို့နေပါဒါဘဲကောင်ကြီးလေကစားမလားတဲ့ကစားမှာပေါ့ယောကဲကြိုက်သွားပြီမလားโอเคအဲ့လိုကစားလို့ဝါရည်ကောင်းပါလေဟုတ်ပြီငါတို့ကောင်နေရှာဘာလေယောထိတ်ကြီးမပေါ်ဖြစ်သွားလေရှာတောက်လုံးတဲ့ဟဲ့မင်းကတော့စောက်ယူပဲကွာအေးပါကွာကဲနောက်တစ်ယောက်ငါရှာကျွန်တော်နေပါတင်ရပါလေယောမင်းငါမီးလို့တော့တေအောင်တတ်မှာလားရှာမလို့ပါနဲ့ဗျနေဟောငါထဲဝင်มาရဒါဘာကြီးတော့စောက်လေးတော့ပဲဒီကွာကဲပါစောက်လေးလည်းကြီးကြတာပေါ့စောက်အောက်ကဟောဒီ equation ကိုဖြည့်ရှင်းတယ်ဟောဘာကြီးတော့ equation နံပါတ်1တဲ့9ထဲက4ကိုနှုတ်တယ်3ဟုတ်တာပဲကွာ9နဲ့9နဲ့ပေါင်း10နှစ်နဲ့ပေါင်း5မလားရောရောက်သွားရောလက်ခွန်းဆရာစိတ်ဆိုးသွားလားဆရာရောငါပဲတက်နိုင်ပါလေကွာထိကောင်မင်းဘာပြောရလဲအေးကွာထားပါတော့အဲ့ကောင်ကြီးဘယ်လိုပဲဖြစ်ဟုတ်ပြီလားအဲ့တော့မင်းတို့ကောင်တွေကိုငါပြောမယ်နောက်တစ်ယောက်ငါခက်တယ်ကိုလည်းမဆန်ဘူးလေကွာဆရာအဲ့ဆိုကျွန်တော်ဂိမ်းမစောတော့ဘူးမင်းမဆန်ငါသွားမယ်ရောက်ငါနေရဲဖဲတယ်ဟေးကွာတော်စကားပြောရဲကောင်ကဲငါလာပြီကွာဂျင်းနဲ့လားမင်းကစားတင်နေတယ်ဗောကွာဟေးအဲ့တော့သွားမင်းဒီခန်းထဲဝင်သွားဟုတ်ပြီလေဆရာဝင်ကြပါဗောအဲ့တော့ဆရာဒါဘာခန်းကြီးလို့ဗျဒါဘယ်သူမှမဝင်ရသေးရခံမယ်မောင်ဝဲနေရပဲကွာရက်ဆက်တယ်အဲ့ကောင်းလေးမင်းတို့ကဘာလုပ်နေလဲဒုက္ခလေယောမင်းကဘာမှမလုပ်ရသေးဘူးတော့ဒီမေဘေးတယောက်ထဲရှော့သွားပြီကွာကဲစောက်ပေါ့ငါပဲသွားရမယ်ကွာမင်းတို့ကောင်ကြီးကြည့်ရတာဘာမှသုံးစားလို့ရမယ့်ပုံတွေမပေါ်ပါဘူးငါပဲကြည့်ရှင်ရတော့မှထင်တယ်ဟုတ်ပြီမင်းဒီခန်းထဲဝင်သွားရအောင်စာတင်ပေးပါလားခင်ဗျာညကျုပ်ဆရာမမဟုတ်ဘဲနဲ့ပေါပေးရတယ်လို့အမေအဲ့တော့ဒီမှာစောက်လေးအုပ်ပဲကွာမင်းတင်မပြီးကိုယ့်ကိုဖတ်ရပါဘောကွာချောင်းလေးအေးဆေးပဲကွာမင်းတို့ကောင်နေဘာသာအလာပေးနေတယ်ပြီးဒုက္ခပဲဒီကောင်နေမင်းကောင်စောက်ဖို့မှန်နေလားဟဲ့အောင်ထားကြစမ်းရောဒီကောင်ပတ်စံလေးဒီမှာပတ်စံတော့ငါတို့ကြိုက်တယ်ဟေ့ဒီကောင်ကိုတိုင်ကွန်ရတာပဲကွာလေအဲ့တော့အဲ့ပတ်စံလေးငါယူလိုက်မယ်ကွာဟဲ့မင်းဘယ်ကောင်ကြီးထိဝေး sorry ပါကွာငါတို့ကြောင်းကောင်ကြီးလောက်တာဖေးကောင်လေဟမ်နေငါတို့ကောင်ကြီးရောခွေးရုပ်လားနွားရုပ်လားခွေးတစ်ပိုင်းနောက်တစ်ပိုင်းရုပ်ကြီးကွာမင်းယောအေးဟုတ်ပြီအဲ့တော့ငါတို့ကောင်ကြီးဆက်သွားပြီကွာโอเคအဲ့တော့ဒါထွက်ပေါက်တယ်ထွက်ပေါက်ဆိုတော့ဘာကိုခေါ်ရလဲသွားကြည့်အောင်ကွာโอเคမောင်မင်းနေငါပဲပြန်ရောက်လာပဲကွာမင်းတို့ကောင်ကြီးကွာကြည့်အောင်နေကဲတော်တယ်ငါတပည့်တို့အဲ့ဆိုမင်းတို့ကောင်တွေကိုနေဆရာစာတင်ပေးမှာမဟုတ်တော့နော်ဒါတော့ရဲကိုအန်ဒီများတွေငါတပည့်တို့ကြီး
အဲ့တော့မင်းတို့ကောင်တွေကငါတေချာစီးကူဆရာကြီးဒီကောင်တွေကိုတေချာစီးကူပေးလိုက်ပါအောင်ဗျာဟာငါတပည့်တို့မင်းတို့ဘာဖြစ်နေကြလဲငါနောက်ကျသွားရတဲ့တောင်းပန်ပါတယ်ကွာသိရမလားဆရာဒါတို့ကစာသင်ပြီးသွားပြီဗျနေစာမသိတော့ဟဲ့ကောင် channel လေးကို subscribe မလုပ်မနှိပ်ရှင်ဘူးလားလို့ဟမ်